လူရင်းကြိုက်ကြတဲ့လမ်းတင်အရှိလဲခရမ်းမြေဆိုတဲ့အချက်သုံးချက်ကိုတခါရရရှိနိုင်မယ့်အိမ်လေးကိုဖူလာမင်းမမိတ်ဆက်ရောင်းချပေးခြင်းပါတယ်ရှင်96လမ်းတင်လေးဖြစ်ပြီးတော့နှစ်ခုနှစ်ရှစ်ကြားမှာရှိရပဲဖြစ်ပါတယ်ရှင်။မျက်နှာစာကို25ပေအနောက်ကို65ပေအကျယ်ဝန်းရှိပြီးတော့နိုင်ငံပြည်တော်နှစ်ထပ်လေးပါဝင်ပါတယ်ရှင်။အလယ်လေးကတော့အရှိလဲလေးဖြစ်ပြီးအယောင်စင်းလုံးလေးကတော့ကျပ်သိန်း2500ခေါင်းဆိုထားပါတယ်ရှင်။ကဲအမီပေါင်းနဲ့ရရှိမှာပဲဖြစ်ပါတယ်ရှင်။လမ်းတင်နေရာကောင်စာရွက်စာတမ်းပြည်စုံပြီးအနာဂတ်တံမိုးမြန်မာစီနိုင်မြေအင်ချင်မီတစ်ခုကိုရှာဖွေနေရဆိုရင်တော့လက်မလို့တဲ့အခွင့်အရေးလေးပဲဖြစ်ပါတယ်ရှင်အခုပြပြပေးသွားတဲ့အိမ်လေးကိုစိုင်းနေသက်လို့ဆက်သွယ်ဝယ်ယူလိုပါကဖူးလာမေရုံးမတ်တီရုံးလိပ်စာဖြစ်တဲ့33လမ်းခိုးချောက်ခုံကြသို့လူကိုယ်တိုင်လာရောက်ဆက်သွယ်စုံစမ်းမေးမြန်းနိုင်တယ်လို့39ခုခု3ခုခု3 39နဲ့39ခုခု3ခုခု3 35တို့လည်းဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ်ရှင်ရုပ်သက်ပွင့်လေးဖူးလာမေမှာအိမ်ချမ်းမြေမှာဆိုရင်ဒီစိတ်စားဖူးလာမေကိုသာဆက်သွယ်လိုက်ကြပါရှင်အခုလိုအင်ချမ်းမြေအယောင်ငါ post လေးတွေကိုကြေညာပေးသွားမှာဖြစ်တဲ့အတွက်ကြောင့်မလို့ညီမတို့အကောင့်လေးကို like and follow လေးလုပ်ခဲ့ပေးပါရှင်